မာရနိုင်တယ်ပင်လယ်စာပန်းနဲ့ဈေးနှုန်းအမျိုးအစားလေးတွေကိုတစ်ချက်ရှင်းပြပေးပါလို့ခဏခဏမင်းနေတယ်မိခွန်းကိုပြန်ဖြေပေးဖို့အတွက်ဒီမှာဒီပုံစံဘန်းလေးနဲ့ဘန်းပုံစံလေးနဲ့ပေါ့နော်ဈေးနှုန်းလေးနဲ့တစ်ချက်ရှင်းပြပေးဖို့လိုက်ခဲ့ပါရှင်အခုပြထားတဲ့ဘန်လေးနှစ်ဘန်းနဲ့မတူတာလေးကိုကျွန်မရှင်းပြပေးမယ်ပေါ့နော်ဒီဘက်ကဘန်လေးတစ်ချက်ကဆိုလို့ရှိရင်တော့တသိန်းတန်ဘန်လေးပါရှင့်ဒီဘက်ကဘန်လေးရဆိုတော့သိန်းဝဲတန်ဘန်ပါရှင့်ပါဝင်တဲ့ပစ္စည်းအရေးအတွက်လည်းမတူသလိုစပွန်ဆာလည်းမတူပါဘူးရှင့်အရသာကတော့အတူတူပါပဲရှင်ဈေးနှုန်းလေးတော့ကွဲပြားထားတာဖြစ်ပါတယ်ရှင့်ပင်လယ်စာကိုပဲတိတိကျကျစားချင်တယ်ဆိုရင်အာတစ်ကိုဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင့်ဒီဘန်းထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေဆိုဘယ်ဆိုပစ္စည်းကကင်းမွန်ကနန်ရေပွဲဆိုပြီးတော့၅မျိုးပါပါတယ်ရှင့်တခြားအရောနှောတွေမစားချင်ဘူးပင်လယ်စာဘန်းတီးတန်ကိုစားချင်တယ်ဆိုရင်တော့အာတစ်ကပင်လယ်စာဘန်းကိုဒါမှာယူအားပေးဖို့အကြံပေးပြသေးရှင်အသေးရဲ့ဖုန်းနံပါတ်လေးကတော့26566356ပါရှင့်ပကောက်ကူမြဟေဝန်လန်အမတ်ကွန်ရက်ကောမှာဖွင့်မလာဘူးလို့ဆိုင်လာပြီးတော့လည်းဝင်လို့ရတယ်လို့ဒလီနဲ့အိမ်ရောက်ကိုလည်းပို့ပေးပါတယ်ရှင့်ဟိုနေဝေးရနေမှာတဲ့ကျွန်တော်ပါဆယ်လို့ဆိုရင်တော့ကေဘီငွေကျူရှင်းလေးနဲ့လက်ခံဆောင်ရွက်ပေးပါတယ်ရှင့်အခုတော့မှာယူအားပေးတဲ့ customer တွေလည်းကျေးဇူးတင်ပါတယ်